ဆယ်လမွန်ငါးတို့ရဲ့အိမ်ပြန်ခီသို့မဟုတ်ပင်လယ်ထဲကအံ့ဖွယ်အသက်ရှင်မှုမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တန်ကြီးဖြစ်ပါတယ်ဒီနေ့တော့ဆယ်လမွန်ငါးတွေရဲ့အံ့ဩစရာဘဝဆက်ဝန်းနဲ့သူတို့ရဲ့အာဟာရတန်ဖိုးတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအံ့ဖွယ်ဘဝဆက်ဝန်းဆယ်လမွန်ငါးတွေဟာရေချုံမြစ်ရဲ့အောက်ခြေမှာဥပြီးပေါက်ဖွားကြပါတယ်သူတို့ဟာမွေးဖွားရာမြစ်ချောင်းမှာပဲတစ်နှစ်သို့မဟုတ်တစ်နှစ်ကျော်လောက်နေထိုင်လေးရှိပါတယ်ကြီးလာတဲ့အခါပင်လယ်စီကိုရွှေ့ပြောင်းပြီးတစ်နှစ်ကနေ9နှစ်အထိမျိုးစိတ်ပေါ်မူတည်ပြီးကြီးထွားဖွံ့ဖြိုးကြပါတယ်။မျိုးပွားဖို့အရွယ်ရောက်လာတဲ့အခါအံ့ဩစရာကောင်းတဲ့မိုင်းထောင်ကြီးအိမ်ပြန်ခီးကိုစတင်ပါတယ်။သူတို့ဟာသူတို့မွေးဖွားခဲ့တဲ့မြစ်ချောင်းအတိအကျကိုပြန်လာဖို့သူတို့ရဲ့အနက်ခံအာယုံနဲ့ကဘာမြေရဲ့တန်လိုက်စက်ကွင်းတွေကိုအသုံးပြုပြီးလမ်းကြောင်းရှာဖွေကြတယ်လို့ယူဆရပါတယ်။မြေချောင်းတိုင်းထပ်ပိုင်းစီကိုပြင်းထန်တဲ့ရေစီးကြောင်းတွေရေတံခွန်တွေကိုဖြတ်ကျော်ပြီးအစာမစားပဲမိုင်းထောင်ကြီးခီးနှင်ရတာဟာအလွန်ပင်ပန်းတဲ့ခီးဖြစ်ပါတယ်။မျိုးပွားဖို့နေရာကိုရောက်တဲ့အခါအယောင်အသွေးတွေပြောင်းလဲပြီးအချို့မျိုးစိတ်တွေဆိုခန္ဓာကိုယ်ပုံသဏ္ဍာန်တွေပါပြောင်းလဲကုန်ပါတယ်။မျိုးပွားပြီးနောက်တိတ်မကြခင်မှာပဲသေဆုံးလေးရှိပါတယ်။ဆယ်လမွန်မျိုးစိတ်များကမ္ဘာပေါ်မှာဆယ်လမွန်၅မျိုးစိတ်အများကြီးရှိပါတယ်။အဓိကအားဖြင့်ပစိဖိတ်ဆယ်လမွန်နဲ့အတ္တလန်တိတ်ဆယ်လမွန်ဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။ပစိဖိတ်ဆယ်လမွန်တွေထဲမှာကင်းဆယ်လမွန်လိုအကြီးစားတွေအနီရောင်လှလှလေးတွေရှိတဲ့ဆော့ကိုင်းဆယ်လမွန်တွေကိုဟိုးဆယ်လမွန်တွေအရွယ်စားသေးတဲ့ပင့်ဆယ်လမွန်တွေစသည်ဖြင့်မျိုးစိတ်စုံနေလှပါတယ်အတ္တလန်တိတ်ဆယ်လမွန်ကတော့မျိုးစိတ်တစ်မျိုးတည်းပဲရှိပြီးကမ္ဘာဈေးကွက်မှာတင်တို့တွေ့ရမယ့်ဆယ်လမွန်အများစုဟာဝင်းမြူရေးခြံကလာတဲ့အတ္တလန်တိတ်ဆယ်လမွန်တွေပဲဖြစ်ပါတယ်ကျန်းမာရေးအကျိုးကျေးဇူးနဲ့အာဟာရတန်ဖိုးဆယ်လမွန်ငါးတွေဟာအိုမီဂါ3 fatty acid များ DHA နဲ့ EPA အများပြားပါဝင်လို့လူသိများပါတယ်။ဒီဓာတ်တွေဟာနှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပြီးအုံနောက်ကိုဖွံ့ဖြိုးစေခြင်း၊ရောင်ရမ်းမှုကိုရောကျစေခြင်းတို့အတွက်အလွန်အရေးကြီးပါတယ်။ဒီနေ့တော့ဆယ်လမွန်ငါးတွေရဲ့အံ့ဩစရာကောင်းတဲ့ဘဝခီးလန်မျိုးစိတ်အမျိုးမျိုးအကြောင်းနဲ့ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေကိုလေ့လာခဲ့ရတာပဲဖြစ်ပါတယ်။တကယ့်ကိုလေးစားစရာကောင်းတဲ့သတ္တဝါတစ်မျိုးပဲဖြစ်ပါတယ်။ဒီ blog ကိုကြည့်ရှုပြီးဆယ်လမွန်ငါးတွေအကြောင်းကိုပုံမနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီလိုဘူဒ္ဓရာရစရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော် like comment share လုပ်ပြီးလဲကူညီပေးကြပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ